ဘာသူရဲရပေါ့ကိုမျက်စံနေပြန်ရောက်လာတယ်ဘာဖြစ်နေရလဲဝဒီတို့စီစဉ်ထားသမျှအရာအလုံးဝဒီတို့ပဲရရမှာနော်ဘသူ့ကငဲ့ညာဘသူ့နဲ့စဉ်းစားပေးနေရလဲဝရီတော်တော့ဟိုလင်မယားရန်ဖြစ်နေရရင်မင်းနဲ့ငါနဲ့ထပ်ပြီးတော့စကားများလိမ့်မယ်ငါ့ဒေါသထောက်အောင်လာမလုံးနဲ့လေးသားမာလိုက်လားဘာရောမလုံးမလဲနဲ့အိုးမလုံးအောင်ပွင့်နေရလဲဝဒီတို့စကားပြောအဲ့လိုဒေါသတန်နဲ့မပြောနဲ့ကောင်းကောင်းမွန်ပြောဝရီမင်းနဲ့ငါနဲ့ကအားလုံးနားလဲမူယူထားပြီးသားညှိထားပြီးသားလေမင်းအခုမှဘာလို့ထားပြီးစိတ်ဖောက်နေတာလဲငါအခုကုမ္ပဏီသွားတော့မယ်မင်းလိုက်မှလားမလိုက်ဘူးလားဘာလို့မလိုက်ရမှာလဲကုမ္ပဏီမှာဒီလောက်အရေးကြီးတဲ့အစည်းအဝေးရှိနေဝဒီကလိုက်ရမှာပေါ့အေးလိုက်ချင်စကားပြောတော့ဆင်ချင်ဒီမှာမင်းနဲ့ငါနဲ့အစင်ပြေမှအရာအလုံးကောင်းမှာနော်မင်းကောင်ရန်လာမလုံးနဲ့ကြောက်လိုက်တာသွားမယ်လိုက်ခဲ့ဟဲ့နင်စာမချက်ဖက်နဲ့နင့်တော်ပုံကြည့်ပါလို့ညာလား ဘာဖြစ်လို့လဲ ဘာဖြစ်ရမလဲသူများသားသမီးတွေစာလုပ်နေရလေနင်စာလုပ်တော့ငါအခုထိမတွေ့သေးဘူးနော်စာလုပ်တာပတ်ပလက်ကိုထွက်လို့ရမှာလားရဒီကတော့စာလုပ်တာကိုယ့်ခန်းထဲမှာပဲကိုလုပ်တာကြိုက်အော်ပြီးတော့ပြောအောင်မယ်နော်အဲ့ဒီကောင်လည်းရဒီကိုလာမရှင်နဲ့ရဒီစရပြောပြီးသားသူများနဲ့ကွန်ပဲလုပ်တာရဒီမကြိုက်ဘူးလို့သူများနဲ့ရှင်တာမကြိုက်ဘူးဆိုရင်နင်စရလှုပ်ဆက်ရှိရလောက်ရမှာလေစီသူစော်တို့ဘလို့နေတတ်လဲနင်တွေ့ရမလားအဲ့ဒါဆိုလဲသူများကသာသမီတော်လိုက်တော့မှပြီရဒီကတော့ကိုတိုက်နဲ့ကိုပဲအေးကိုတိုက်တဲ့ကိုဆိုလဲကိုကကိုနန်းတက်တဲ့နေမှာအဲ့စကားပြောအခုနင်းကငါတို့ကအုပ်ချုပ်နေတာပေး iPhone ကောက်ပေးဟာဒါရဒီကလေမပေးပါဘူးဟောလေကျော်ကရှည်နေသေးတယ်ပြောတဲ့ပုံစံကမရိုင်းလို့ပေးဆိုပေးဟာတော်လိုက်ပါတော့ကိုကလေရဒီနင်စသွားချက်တော့သွားလို့ပြောနေနိုင်ရလာမဲနေဟောနေရတဲ့မရွရတယ်တော်ပါတော့သူတရားရောက်ကအမြင်မကြည့်လို့ဖြစ်မှာပေါ့အေးစမ်းပေါ့သူကဘယ်သူ့အမြင်မကြည့်ရလဲမသိပါဘူးခုနစနိုးပုံနဲ့ကြည့်နေဟမ်ထားလိုက်တော့ရုံးမှာစီးဝေးနောက်ကြလိုက်မယ်သွားရအောင်ရတယ်မင်္ဂလာပါကျွန်တော်တို့ကဥက္ကဋ္ဌကြီးနဲ့ MD အတွက်ကိုအရန်ပဲစစ်ပူနေရတာပါအခုလိုမျိုးအလုပ်ကိုပြန်လာနိုင်တဲ့အတွက်ကိုလည်းကျွန်တော်တို့ကအထူးပဲစိတ်ချမ်းသာရပါတယ်ဥက္ကဋ္ဌကြီးရဲ့သမီးနဲ့ MD ရဲ့ခင်မွန်ဆုံးသွားတာကိုလည်းကျွန်တော်တို့ကစိတ်မကောင်းဖြစ်ရပါတယ်ဥက္ကဋ္ဌရောကျမကြီးအဆင်ပြေရဲ့လားကျမလည်းအားတင်းပြီးလာရတာပေါ့ဒီနေ့မီတင်ကိုကျမကိုယ်တိုင်တက်ရောက်ရတဲ့အကြောင်းကတော့ကျမ officially announcement လေးလုပ်ချင်လို့ပါကျမတို့သမီးလေးစနိုးဘလို့မှမျောလင့်မထားဘူးပေါ့နော်သူကွယ်လွန်သွားခဲ့ပြီသူလှုပ်ဆောင်လက်စာလုပ်ငန်းတွေအတွက်သမီးလေးစနိုးဆုံးသွားပြီမယ်လုပ်ငန်းလေပတ်မှုအရာရက်တက်လို့မရဘူးလေအဲ့ဒီအတွက်ကျမကဒီလုပ်ငန်းစုကြီးရဲ့ chairman တယောက်အနေနဲ့သမီးလေးစနိုးအချိန်တိုအတွင်းမှာအောင်မြင်အောင်လှုပ်ဆောင်နိုင်ခဲ့တဲ့ Snow Project တွေကိုအောင်မြင်ပြီးစီးတဲ့အထိဆက်လက်လုပ်ကင်သွားပါမယ်အဲ့လိုဆက်သွားမယ့်အချိန်မှာဆက်ပြီးတော့ထပ်ပြီးတော့တာဝန်ယူရမယ့်သူကတော့လိုအပ်လာတာပေါ့နော်ကျမတို့က MD မမဆက်လက်တာဝန်ယူမဲ့သူကဥက္ကဋ္ဌကြီးရဲ့သားသမီးတွေကဘသူ့ကိုအများလက်ဆင့်ကမ်းပေးမလဲဆိုတာကိုတော့သိချင်ပါတယ်စစ်ဒီမှာရှိနေကြတဲ့ကျမသားသမီးတွေကသမီးလေးစံတိုးတဲ့ကြီးတဲ့သူတွေပါဒါကြောင့်မလို့
လက်ဆင့်ကမ်းနေဆိုတဲ့အသုံးလုံးကျွန်မမသုံးလို့တော့ပါဘူးဒီ Snow Project ကိုဘယ်သူ့ကိုတာဝန်ပေးရမလဲဆိုတာကျွန်မအများကြီးစဉ်းစားခဲ့ပါတယ်တယောက်တစ်မျိုးစီတော်နေကြတဲ့ကျွန်မသားသမီးတွေကမှဒီ Snow Project ကိုတာဝန်ယူပေးဖို့စာနီတာကိုဒီ Snow Project အတွက်အားလုံးတာဝန်လွှဲအပ်ကြောင်းအားလုံးရှိပါကြေညာပါတယ်ကိုစားနီလို့ထက်မြက်ပြီးအရေးချင်းရှိတဲ့လူတော်တယောက်ကဆက်လက်ပြီးတာဝန်ယူမယ်ဆိုတော့ကျွန်တော်တို့အားလုံးကတော့ဝဲကမ်းပေါ့ဗျာမက်စနိုးမဆုံးခင်ကမက်စနိုးနဲ့အတူတူကိုစားနီနဲ့မက်ဆန်နီတို့အတူတူဆောင်ရွက်ခဲ့တာဆိုတော့အကောင်းဆုံးဖြစ်မှာပါမေကျွန်တော်ယုံကြည်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်အားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအခုချိန်ကစပြီး Snow Project ကိုကျွန်တော်အားလုံးအကောင်းဆုံးဖြစ်အောင်ယူဆောင်ရွက်ပေးပါမယ် Snow ဖြစ်စေခြင်းတဲ့အတိုင်း International Quality Control နဲ့ညီအောင်အားလုံးဖြစ်အောင်ဆောင်ရွက်ပေးပါမယ်လို့ကျွန်တော်အားလုံးရှိမှကတိပေးပါတယ်ခင်ဗျာ干哥，嘿，干哥，嘿，你要考虑下嘞，考虑bien多了。 ဟိုမိမိမသိလို့ပါရှင် ဟဲ့ဘာမိမိလဲနင့်ရဲ့ပါဇက်ကဒီအိမ်မှာရှိသမျှကာလပတ်လုံးကိုဂန်းကော်လို့နာမည်သုံးရမယ်လို့ပြောထားရလေကိုဂန်းကော်လို့မပြောဘဲနဲ့နာမည်အရင်ကိုသုံးမယ်ဆိုရင်ကျိန်တန်15ချက်ရိုက်ခံရနိုင်မယ်ဟမ်ဘာဝဲနော်ဦးကြုံကြောင်နဲ့ရုပ်ကဒီမှာနင်ကငါတို့အားလုံးထဲမှာနောက်ဆုံးမှရောက်လာတဲ့အငယ်ဆုံးနော် ငါတို့အားလုံးကနှစ်တဲ့တက်တန်းရင်ဝါကြီးတဲ့သူတွေကြီးပဲငါတို့ရိုးရိုးသေးသေးဆက်ဆံကြားလား ဓမ္မ အခုငါတို့ကနင့်ကိုလာခေါ်တာဒီကြက်တီမင်္ဂလာပြည့်စုံနေတဲ့အိမ်မှာနင်ကအလုံးလုံးရအောင်မှာဆိုတော့နင်းစီမှာပါလာတဲ့ကြက်တီတုံးနေတဲ့အရာတွေကိုစင်အောင်ဆေးပေးရမယ်အဲ့တော့ငါတို့နဲ့လိုက်ခဲ့တာ